ပြီးခဲ့တဲ့ဘက်တုန်းကတော့အဲ့ဒါလေးဒီ hook နဲ့ပတ်သက်ပြီးတော့ရေးပုံရင်းနေလေးပေါ့နော် essay ခေါင်းစဉ်တစ်ခုနဲ့ပတ်သက်ပြီးတော့ဘယ်လို hook တွေရင်းနေတယ်လဲဆို essay ခေါင်းစဉ်တစ်ခုကိုhook 3မျိုးစီနမူနာရေးပုံရင်းနေလေးဖော်ပြအခုလဲအဲ့ဒါလေးပြီးအောင်တော့နည်းနည်းဆက်ရှင်းလိုက်မယ်ရှင်းပြီးလို့ရှိရင်ဆက်ရှင်းပြပြီးလို့ရှိရင်မြည်သည့် essay ခေါင်းစဉ်တွေကိုဘယ်လို hook တွေသုံးလို့ရတယ်လဲဆိုတာလေးကိုလည်းနည်းနည်းဖော်ပြပေးမှာဖြစ်ပါတယ်ဘောပါနော်အဲ့လိုနော် urbanization urbanization the pros and cons လည်းပြောလို့ရ the pros and cons urbanization ဒီလိုမျိုးလို့ရှိနေကြ urbanization ကိုပါလေလူပြတိဆောင်ခြင်းလူပြတိဆောက်တာခြင်းပေါ့ဟုတ်လားအဲ့ဒါပတ်သက်တဲ့ essay နဲ့ပတ်သက်လို့ရှိရင်ဒီ essay ပုတ်ကလေးတွေဒီလိုရပါလေဆရာတိတ်တော့အကြာကြီးမပြောတော့ချိန်ရလည်းရှိသေးတယ်နောက် the traditional Myanmar snack traditional Myanmar snack ဆိုတာပါလေမြန်မာလူရာအသေးစားလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့ဆိုလို့ရှိရင်လည်းကျော်သွားတယ်လဲဆိုတော့ပြန်ပြပါဦး the rich aromas of mohinga or sweet taste of molongi အနေရတာနဲ့ပြည့်စုံတဲ့ mohinga molongi ဘောလို့ဆိုတာကဒီကမြင်းရှိလေးပြနော်မြန်မာ snacks are more than food မြန်မာရိုးရာစားစာတွေကစားစရာတစ်ခုတည်းပိုပါတယ် they are cultural treasure သူတို့ကဒီလေးမှုဆိုင်ရာစရနာတွေဖြစ်နေတာဒါလေးနော်ဒီမှာလည်းဗာလေးရှိတာလည်းသုံးကြတာက punctuation လက်ကားလေးသုံးတာလေးနော် what makes Myanmar snacks unique in a world of fast foods and globalized cuisines ဆိုတာလည်းစားစရာကမ္ဘာအနှံ့ပြားမှာဖြစ်နေတဲ့ကမ္ဘာအနှံ့ပြားတွေတော့မိမိဒေသမှာစတင်ဖြစ်ပေါ်လာတာမဟုတ်တဲ့ကမ္ဘာအနှံ့ပြားအစားအစာတွေပြီးတော့ fast food တွေအဲ့ဒါနဲ့ပြည့်နေတဲ့လောကကြီးထဲမှာမြန်မာရိုးရာအစားအစာတွေကဘာကြောင့်tempering နေရတာလဲtempering နေရတဲ့အကြောင်းလေးဒါလေးစအောင်လေရတာပေါ့ not from t-shirt to Swiss vendors Myanmar's traditional snacks tell a story of flavor and tradition ဒီကြောင်းရာလေးနဲ့ traditional Myanmar snacks ဆိုတာခေါင်းစဉ်တွေကိုရှိလို့ရတာမရဘူးလားအဲ့လိုပဲ the drawback of playing online game sorry the drawbacks of playing online gameဒီမှာရှိတဲ့ပုံလေးသုံးမှုဆရာနမူနာကြည့်ပြပါမယ် so what starts endless entertainment and sometimes all the what starts as harmless entertainment tomorrow အနေနဲ့မရှိတော့ဘူးလို့ထင်ရတယ်ဖြော်ပြရေးဘောနဲ့သူကစားကြမကြခင်မှာပဲ10နှစ်ဆိုပြောင်းလဲတော့ပါတယ် addition ဆိုတာကဆွဲလမ်းမှုပေါ့လေပေါ်လဲနေနေတော့ဘာမှအနေနဲ့မရှိတော့ပါဘူးဆိုပထမတော့ကစားရင်လည်းအားကြီးဆွဲလမ်းသွားတယ် how do online games affect us အဲ့ကမှာသူ့ပေါ်မှာဘယ်လိုတက်ရောက်မှုရှိနေတယ်လဲဒါလိုခုနဲ့တော့ရပါတယ် did you know တိတလား SSS gaming can help both your mental health and academic performanceဆွဲလာ online game တွေကိုအလုံးအကျုံကစားမယ်ဆိုလို့ရှိရင်မင်းရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုရောဒါတွေမကသေးဘူးဆိုတော့ထူးထူးခြားခြားထက်မြက်ပြည့်စုံတဲ့စွမ်းဆောင်ရည်တွေကိုပါတက်ရောက်မှုတွေရှိတယ်အနည်းပေးနေတယ်ဆိုတော့မင်းသိရလားဒါလေးတွေစားလို့ရပါတယ် while online games connect players worldwide ဘာလုံးမှရှိနေတဲ့ online game ကစားတဲ့လူတွေနဲ့မလို့ဆက်ဆံမှုရှိကောင်းရှိနေတယ် they disconnecting us for reality တကယ်စနေရပြီဘာလို့တွေနဲ့တော့သူအဖြစ်နဲ့အင်းကွာနေကြပြီအချင်းချင်းတော့သူတို့ဆက်ဆက်ကောင်းရှိနေမယ်တို့တွေနဲ့ communication ပေါ့ပေါင်းသင်းဆက်ဆံရေးမှာတို့ကိုအင်းကွာနေကြပြီ online game ကစားတယ်အိမ်မှာလည်းသိတာပါ online game ကစားတဲ့လူပြောမှာတိမ်လုံးနဲ့ကိုအဆက်သွယ်ပြတ်သူနဲ့တယ်လီဖုန်းနဲ့ပဲသူနဲ့ဟန်ဖုန်းနဲ့ပဲအလုပ်ချုပ်အဖေနဲ့လည်းစကားမပြောပြအမေနဲ့လည်းစကားပြောပြမောင်နှမညီကိုလည်းစကားပြောပြတယ်ပြောပြအောင်ဘာလို့လုပ်ပြလဲဘာလုံးအောင်လုပ်ပြပါအဲ့ဒါလည်းစာမရလာမြောက်လိုက် can so in process and effects of sleep deprivation so process sleep deprivation what is giving the few hours of sleep could impact your memory mood and overall health now from ဘာပဲပြောတော့ဆိုလို့ရှိရင်တော့ဆရာအချိန်နဲ့နည်းနည်းပြောလို့ဒါခဏတော့ရတယ်နော်ဒါဆိုလို့ရှိရင်ခုမှပတ်တယ်ခုကြောင်းကောင်းလို့ကြည့်လို့ရတယ်ပါတယ်ရမလားခုကြောင်းရောက်လို့ရှိရင်တော့ရှေ့ဆက်ပြီးတော့အခုခေါင်းစဉ်လိုက် essay ခေါင်းစဉ်လိုက်အသုံးပြုသင့်တဲ့
နော် hook တွေကိုလေ့လာဖို့အတွက်ထပ်မံပြီးဖော်ပြပေးထားတယ်ဥပမာဖြင့် the importance of having a positive attitude to life ဒီကောင်းစဉ်နဲ့မေးလာရင် hook 1 2 3ဒီ hook တွေကိုသုံးပြလို့ရပါတယ်နောက်က the pros and cons of learning a foreign language ဆိုတဲ့ essay ကောင်းစဉ်နဲ့ပေးလာရင်ဒီ hook ကလေး1 2 3ခုပေးထားတယ်အဲ့ဒါနှစ်သက်ရဒီတိုင်းရေးပါလို့လည်းမဆိုလိုပါဘူးအဲ့လိုမျိုးရေးလို့ရတယ်ပေါ့နော် hook ကလေးတွေနောက်က nutrients that are essential for our body ဆိုတဲ့ essay ကောင်းစဉ်ပေးလာလို့ရှိရင်အခုပြောထားတဲ့ဒီ hook တွေကိုသုံးလို့ရနောက် number 4ကတော့ the benefits of reading books ဒီလိုကောင်းစဉ်နဲ့ပေးလာလို့ရှိရင်လည်းဒီကူပေးထားတဲ့ဒီ hook ကလေးတွေကိုသုံးလို့ရနောက်တစ်ခါ the pros and cons of online education ဒီမိကုန်းနဲ့ essay ကောင်းစဉ်ပေးလာလို့ရှိရင်လည်းအခုဖော်ပြတဲ့နမူနာဒါလေ့လာထားလို့ရပါတယ်နံပါတ်6ကျတော့ bad habits students should avoid နော်ဒီလိုကောင်းစဉ် essay ကောင်းစဉ်မျိုးနဲ့မေးလာလို့ရှိရင်လည်းဒီ essay ကောင်းစဉ်နဲ့ပတ်သက်ပြီးတော့ဒီလို hook တွေကိုရေးလို့ရတာဖြစ်ပါတယ်အားလုံးဒီလောက်ဆိုရင်တော့ hook နဲ့ပတ်သက်ပြီးတော့ essay တစ်ခုရဲ့ဏ္ဍာန်မှာဘယ်လို hook တွေရေးသင့်လဲဆိုတာလေးတော့အဆင်ပြေလောက်ပြီနဲ့တူပါတယ်